လောက်တော့အော်နေတယ်ဆိုတော့ငါပဲသွားပြီအေးပါအဲ့ဒါဆိုရင်အဲ့ဆောင်ငါသူ့ကိုတောက်ပေးပေးမယ်ခုနကျွန်တော်ကြောင့်ဖြစ်သွားတဲ့ကိစ္စအတွက်တောင်းပန်ချင်တယ်ဒီစာရေးလက်ခံပေးပါအောင်ခုနကိစ္စဆိုရင်ကျွန်တော်အလုံးမျိုးတောင်းပန်ပါတယ်အဘကထင်နေလို့သမီးလည်းတော့မဟုတ်ပါဘူးတော်သေးရတော့ကျမအရှင်တောင်းပန်တော့ရမင်းမချစ်တာငါတဲ့ရီလေးချစ်ခွေရကျိုးစားခဲ့တဲ့မြတ်ခွေရည်လေးကောင်းဆုံးတော့ခုနကိစ္စဆိုရင်ကျွန်တော်အလုံးမျိုးတောင်းပန်ပါတယ်အဘကထင်နေလို့သမီးလည်းတော့မဟုတ်ပါဘူးတော်သေးရတော့ကျမအရှင်တောင်းပန်တော့ရအေးဘက်ကလုံနေနေတော့နည်းနည်းပါမိတ်ဆက်အောင်ကျွန်တော်နာမည်ဟိစောတတ်ပါဟုတ်တာပဲမိတ်နေကြတာဟိုနေ့ကကျမတငယ်ချင်းလူမပြောမိတဲ့အတွက်လည်းတောင်းပန်ပါတယ်နော်ကျမနာမည်ကမေပဲသူ့နာမည်ကတန်တန်ကြီးကျွန်တော်နာမည်ဟန်လို့ရမှာကဲအဲ့ဒါဆိုရင်အားလုံးအခုချိန်ကစားပြီးတငယ်ချင်းတွေဆက်သွားကြပြီနော်ပြလာပါเย้အဲ့ဒါဆိုလို့ရှိရင်လေနောက်တစ်ပတ်ပဲရဘက်ကန်ကိုသွားမလို့လေအဲ့ဒါလိုက်ဖို့ပြလို့ရမလားရလေလိုက်ဖို့ပဲနော်သွေးထွက်သွားတဲ့အထီးနာချင်းစီခဲ့ပြီလို့သွေးနဲ့ပဲပြန်တောင်းပန်ပါရဲ့နော် sorry အမောင်းဆုံးလူတွေကတစ်ချိန်မှာချစ်ဆုံးလူတွေဖြစ်သွားတယ်ဆိုတဲ့ကအမှန်မဲတော့မသိဘူးဗျကျွန်တော်လေအဲ့ခက်ဆော့ဆော့ကောင်းမှလေးဥမာတေးကိုချစ်မိသွားတာနောက်နေ့ရစပြီးကျွန်တော်ကြောင်းကိုအစိုးရလာတယ်ပြီးတော့ပြားလေးလေးရီးစားစားလေးတွေပန်းဖြူလေးတွေနေရာသူ့ကောင်မှသွားထားတယ်ဒီကားတော့ဗျာကျွန်တော်ရဲ့စိတ်ဘလို့မှထိမ့်မရတော့တက္ကသိုလ်ကျောင်းသားတွေထုံးစံအတိုင်းသူတို့ရဲ့အဆောင်ရှိမှာမင်းမချစ်တာမတဲ့ရီချီကွေရကျိုးစားခဲ့တဲ့မြတ်အခွင့်ရှိရီကိုဆုံးတော့ကြားလာချင်းတယ်ကြားရလေသူ့လာမသိဘူးနော်တော့ကြည့်အောင်မကြည့်ချင်ပါဘူးသုတ်ပါငါကြည့်ချင်လို့ပါနော်တော့မကြည့်ချင်ပါဘူးနေပါရအောင်လားအဲ့ဆိုပြီးရောနေမသွားရင်ငါသွားမယ်ဟာကျိုးစားခဲ့တဲ့မြတ်အခွင့်အရေးတွေလည်းကုန်ဆုံးသွားတပတ်တဲ့အချက်ကတေးကိုရင်ခေါ်လာခဲ့တဲ့မြတ်ညိုလေးချက်တွေကအိမ်မက်ခုလိုပဲပြောင်းဆုံးသွားညိုလေးချက်တွေကအိမ်မက်ခုလိုပဲပြောင်းဆုံးသွားချမ်းချင်နေရဒီကားလေးကျွန်တော်သူ့ကိုချစ်တဲ့အကြောင်းကိုမြင်တော့မယ်ကျွန်တော်ချစ်ရတာလို့ပြန်မိထားတယ်ပြီးတော့ကျွန်တော်ချစ်အဖြစ်ပေးပါတော့တော့လို့လည်းအရေးဆုံးရေးထားလိုက်တယ်ဗျာရှင်နေခေါ်လိုက်တာ
န်တာကိုကိုပြင်ချင်နိုင်မလားယင် ခုနကတော့ပဲစာရဲမှာချစ်ခွင့်တောင်းမယ်ပြောပြီးတော့အခုကျတော့ချက်ချင်းအဲ့ဒါဆိုရင်ငါစီကိုနေ့တိုင်းရောက်နေတဲ့နှင်းစီပန်းအဖြူလေးနဲ့စာလေးတွေကသူငါ့ကိုပေးရဖို့ကိုကပဲရောက်သွားလဲခုနအတန်အခုအတန်ပါပြီးတော့စားနဲ့ပန်တွေကပေးတာမဟုတ်တာငါဝမ်းသာမှလားဝမ်းနေရမှလားရှင်မောလိုက်တာ ရှောင်းညရဲ့ထောက်ဆန်တိုင်းပါဗျာနင်းညလည်းအကြောင်းမျိုးတွေကိုလွဲသွားတယ်ဒါပေမဲ့ဒီနေ့တော့ဟိုဘက်ကန်းကိုဖျားဦးလိုက်ပို့ရင်လည်းကျွန်တော်ရဲ့စွာတေးလေးစီကအဖြေရအောင်တောင်းရှင်လေးခေါ်လိုက်တဲ့နှလုံးသားရှိပြီမေချစ်တဲ့ဆိုတဲ့စကားမပြောနိုင်ခဲ့သူမုန်းသွားမှလေအကြောင်းဆုံးမေမထိန်ချုံနိုင်တော့တဲ့ချစ်တွေနဲ့တနေ့တော့ဖွင့်ပြောခဲ့မိတော့လေငါမဟာပြီငါတင်လို့တင်ပါရဲ့အားကြောင့်ငါစိတ်ထဲမှာခုတော့သိနေပါရဲ့လို့
ဟင်းကိုသူဘာမလာဘူးလား တောက်ဟန်ဆောင်မနေပါနဲ့တော့တာအရင်မြင်လို့ခေရတဲ့အတန်ပိုင်ရှင်တာအရင်မြင်လို့ခေရဆိုင်နဲ့ပန်းအခုတောက်ပေးရမလားယင်တာအကုန်လုံးတီးပြီးသွားပြီတောက်မလိမ့်မနဲ့တော့နော် ဟုတ်တယ်ငါတို့သိချစ်တဲ့တာဒါပေမဲ့အသေးချစ်တဲ့သူဟာငါတို့ချစ်ကိုရဖို့ကြိုးစားနေတဲ့အချိန်ငါဘာမှမသိလိုက်တဲ့အချိန်ငါချစ်ဆုံးတဲ့ချစ်သူဖြစ်သွားခဲ့တယ်ချစ်သူတွေမဟုတ်ဘူးတတ်တယ်အချစ်ဆုံးတကယ်ကြီးနေပါလေတူဘော်တူတစားဆိုတာစောင့်တည်ရတယ်အားကြောင့်ရာဟိပေါ်မှာသူစိတ်ဆင်းရဲဒုက္ခရောက်မရဘူးဘယ်တော့မှလုံးမဟုတ်အနုတ္တိချစ်တယ်ဒီလည်းချစ်ပါနဲ့အရင်ကကြိုးစားခဲ့ဒါပေမဲ့အချစ်ဆုံးတကယ်ကြီးချစ်သူမဖြစ်ခဲ့တယ် ဟယ်လိုအေးမင်းမမလဲအမင်းကိုတောင်းမှမှာတကယ်ချင်းရဲ့ငါသူ့ကိုတကယ်ချစ်တာပါငါမင်းရဲ့တန်ကြီးစာအုပ်ကိုဖတ်ကြည့်တော့မှငါသိခဲ့ရတာငါတကယ်လုံးဝမသိခဲ့ပါဘူးတကယ်ချင်းရဲ့မင်းတန်တော့ညင်းပေးပါနော်ငါတို့တကယ်ချစ်လို့ပါတန်တော့ညင်းပေးပါနော်Zen Entertainment